တင်းငိမ့်နဲ့ခီးသွားတာဝါသနာပါတယ်ဇွဲကောင်းပြီးတော့မှစိတ်ချရတဲ့ Taurus လေးတွေတို့ကဒီနေ့အမ lucky number လေးတွေကိုလာပြီးပြပြပေးသွားမှာဖြစ်ပါတယ်Taurus လေးတွေက V နဲ့တောက်ကြကြိုပိုင်ဆိုးထားတာမဟုတ်လို့သူတို့ရဲ့လုံးဝ main lucky number လေးကတော့6ပါနောက်ထပ် supported number လေးကကြတော့5 33 61ဖြစ်ပါတယ်ကိုအတွက်ငွေဝင်စေမဲ့ကိစ္စပဲဖြစ်ဖြစ်အထီးကန်စမ်းကျင်တာပဲဖြစ်ဖြစ်ဒီ number 6လေးကိုသတိထားပြီးတော့မှသုံးကြည့်ပေးနော် Taurus လေးတွေရဲ့ main lucky date ကတော့ခုနကပြောသလိုပေါ့နော်6 50 24ဖြစ်ပါတယ်60နဲ့24ကလည်းပေါင်းလိုက်လို့ရှိရင်6ကနန်းပဲဖြစ်ပါတယ်နောက်ထပ် secondary date လေးကကြတော့5 40 23ဖြစ်ပါတယ်ကိုရဲ့တကယ်အရေးကြီးတဲ့ဆုံးဖြတ်ချက်နေ့တွေဒီစာချုပ်စာတမ်းကိစ္စတွေဘောနော်ဒိတ်မဲ့နေ့တွေဒီလိုမျိုးကဏ္ဍလေးတွေကိုသုံးမိမယ်ဆိုလို့ရှိရင်ကိုအတွက်ကံကောင်းခြင်းတွေပဲယူဆောင်လာပေးမှာဖြစ်ပါတယ်ဒီ Taurus လေးတွေရဲ့ lucky နေ့ကတော့သူက V နဲ့စုံမိုးထားတာမဟုတ်လို့တောက်ကြံနေ့ကသူ့အတွက်ကံကောင်းဆုံးနေ့ပါ lucky color လေးကတော့ green အစိမ်းရောင်နဲ့ pink ဖမ်းရောင်လေးဖြစ်ပါတယ်Taurus လေးတွေအတွက်ဒီ color လေးတွေကကြတော့ကံကောင်းစေုံသာမကပဲနဲ့ကိုယ့်ရဲ့ aura ကိုမြင့်တက်စေပါတယ်Taurus လေးတွေကသိတဲ့အတိုင်းပဲစိတ်ရှည်ပြီးကိုယ့်ရဲ့ပန်းတိုင်ကိုအေးအေးလူလူသွားတတ်တဲ့သူမျိုးလေးဖြစ်ပါတယ်အခုအမှပြပြတဲ့ lucky date လေးတွေ lucky number လေးတွေเนาะ lucky color လေးတွေသိပြီဆိုလို့ရှိရင်ရှေ့ဆက်ရမယ့်လမ်းတွေကပို့ပြီးတော့မှတာယာဖြောင့်ပြူပြီးတော့မှကံကောင်းခြင်းတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ကိုယ့်စီမှာရှိတဲ့ energy တွေလည်းမြင့်မားလာမှာဖြစ်ပါတယ်နောက် zodiac sign လေးတွေရဲ့ lucky number lucky date ပြီးရင် lucky color လေးတွေသိကျင်သေးရဆိုလို့ရှိရင်လည်းအမကို like and share follow လေးလုပ်သွားဖို့မမေ့နဲ့เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ရှင်